အားလုံးပဲမင်္ဂလာပါခင်ဗျာ Story Moyo Channel မှာပြန်လည်ကြိုဆိုလိုက်ပါရစေကျွန်တော်ရဲ့အစီအစဉ်လေးမစတင်ခင်မှာကျွန်တော်ရဲ့ channel လေးကို like and subscribe လောက်ထားပေးခဲ့ဖို့တောင်းဆိုချင်ပါတယ်ခင်ဗျာဒါဆိုရင်တော့ကျွန်တော်ရဲ့အစီအစဉ်လေးကိုစလိုက်ကြရအောင်လားခင်ဗျာဖွားမယ်စိတ်နဲ့တရေဝက်ခံရသူအမေဟေးငါသားပြောလေမြေပဲတော်များခွဲနေတဲ့ဒုံးကြီးကိုနွားများဆွဲကခြံဝိုင်းတွေကိုဝင်လာတဲ့တားဖြစ်သူဖိုးမောင်ကကျုပ်ငပြုံးတို့နဲ့တောလိုက်သွားအောင်မယ်မေနင်းကတော့တောဘာလိုက်လို့မလို့တော့အမေကလည်းဗျာကျုပ်လဲတောတက်တဲ့အထွေးကြုံလိုချင်လို့ပါဟောလိုက်ဘူးသွားတော့လောက်တက်သွားရင်ကျုပ်တို့ဝင်ငွေလေးလည်းပို့ရတာပေါ့ဗျာငါသားရဲ့အခုလဲလေတော့အလုံးနဲ့အမေတို့စားဖို့တော့ဖို့လုံလောက်နေတာပဲလေဘာလို့များဒီတောတက်တဲ့အလုပ်ကိုလုပ်ချင်နေရတာတော့အမေမသိပါအောင်ဗျာလေအလုပ်ကကျုပ်တို့စားဖို့ရတာတော့မှန်ပါတယ်ဒါပေမဲ့ကျုပ်ကြီးစားမြခင်ဖေကနောက်နှစ်ကျရင်သူသမီးကိုလာတောင်းစီခြင်းမီးဗျတောင်းမငွေကလည်းကျုပ်ကစုရအောင်ပါလေအမေရဲ့ဒါကြောင့်မို့ကျုပ်ငပြုံးတို့နဲ့တောရဲလိုက်ပြီးတစ်ခုတ်ချင်တယ်ဗျာအေးလေငါသားသဘောပါပဲအမေကတော့စိတ်မကောင်းဘူးသားရဲ့ငါသားလေးတော့ပင်မနေတော့မှာပဲမပင်မမအောင်မေရဲ့ကျုပ်ကြိုးစားမှာပါရောင်းကြီးလဲတားဖြစ်သူဖိုးမောင်တို့စိတ်မကောင်းဖြစ်နေကြရှာပါတယ်ယောက်ျားဖြစ်သူဆုံးမသွားချိန်မှာတော့ဆွေမျိုးများကအဖတ်မလုပ်ကြလို့သူတို့သားမိနှစ်ယောက်မှနွားတရှင်းနဲ့လဲတစ်ခွက်ကိုကိုယ်တိုင်စိုက်ပျိုးလောက်ကင်ကြရင်ဝမ်းရည်အတွက်ဖြည့်ရှင်းခဲ့ကြရပါတယ်ဒေါင်းကြီးယောက်ျားဦးညိုရဲ့ဆွေမျိုးများကငွေကြေးအင်အားတောင့်တင်းကြပါတယ်ဦးညိုရှိစဉ်ကခေါ်ကြပြောကြတော့လေဦးညိုဆုံးပါသွားချိန်တိုင်းခြေကြငှချမိကိုစိုးရိမ်တာကြောင့်ဒေါင်းကြီးတို့သားမိကိုအဖတ်မလုပ်ကြခြင်းပဲဖြစ်ပါတယ်ကိုဘုမောင်ပြောလေမြတော်တကယ်ပဲတောလိုက်တော့မလို့လားဟုတ်တယ်မြရဲ့ဒါမှမြအဖေပြောသလိုကျုပ်ကမြကိုတင်တောင်းနိုင်မှာပေါ့လို့တင်တောင်းမဲ့ကိစ္စကိုကျုံမပါအောင်ကိုဘုံမောင်ရေတော်ကလဲလို့ပဲလုပ်ဘူးတာလေတော်တဲ့တစ်ခုတ်လိုက်ရင်တော်အစဉ်ပြေးပါမလားမြရဲ့ကျုပ်ကတောသားပါမြရဲ့မလောက်တက်လဲတင်ရင်နဲ့တက်သွားမှာပါမြစိတ်မပူနဲ့တော့နော်အင်းပါကျုပ်စိတ်ပူအောင်တော့မလုပ်ပါနဲ့နော်အဆအရာရာဂယူးဆိုင်ပါကိုဘုံမောင်ရေစိတ်ကြပါမြကျုပ်ဂယူးဆိုင်ပါမယ်မြခင်ကလည်းဘုံမောင်ကိုတောတက်မြဲကိစ္စကိုစိတ်မချဖြစ်နေခဲ့ပါတယ်ဒါပေမဲ့အတွေ့အကြုံရှိတဲ့ငပြုံးတို့အဖွဲ့နဲ့အတူလိုင်းမီဆိုးရကြောင်းလိုက်ဖို့သာခွင့်ပြုလိုက်ရပါတော့တယ်အဲ့ဒီလိုနဲ့ငပြုံးတို့နဲ့ဘုံမောင်တယောက်တောတက်သွားကြပါတော့တယ်ဘုံမောင်တခုခုဆိုငါ့ကိုအရင်ပြောနော်ဒီတော့ကအမားလုံးလို့မရဘူးဆိုတာတေချာမှတ်တာငါကောင်းအေးပါငပြုံးရငါ့ကိုစိတ်ချစမ်းပါတောရဲကိုရောက်ပြီး2ရက်လောက်ထိကဖိုးမောင်တယောက်အဆင်ပြေနေပါသေးတယ်3ရက်မြောက်နေ့ညမှာတော့ဖိုးမောင်တယောက်တောရဲမှာပျောက်ဆုံးသွားပါတော့တယ်ငပြုံးတို့အဖွဲ့ကလည်းဖိုးမောင်ကိုတောနေ၍လိုက်ရှာခဲ့ကြပါတယ်တရွာရဲချင်းသားတွေပို့ဖိုးမောင်ကို2ရက်မြထိတောရဲမှာလိုက်ရှာခဲ့ကြပါတယ်ဒါပေမဲ့ဖိုးမောင်ကအစအနတောင်ပျောက်နေခဲ့ပါတယ်ဖိုးမောင်ကိုမတွေ့တဲ့အဆုံးမှာရွာကိုပြန်ပြီးတော့အကျိုးအကြောင်းပြောပြလိုက်တဲ့အခါမှာတော့ဒေါင်းကြီးခမရမှာအတော်လေးထိတ်လန့်သွားပြီးကြာချင်းနေအောင်မှာပင်တတိလေး၍လဲကျသွားလေပါတော့တယ်တတိပြန်ရလာတဲ့အခါမှာတော့အမလေးငါသားလေးဖိုးမောင်လူလေးရဲ့အမေကဓာတ်ကြောင့်တားတာပေါ့ငါသားရဲ့လက်စားစားအောင်ကိုနေလေပါတော့တယ်ဘုံမောင်ရဲ့ချစ်သူမြခင်ကလည်းကျုပ်ကြောင့်ဖြစ်ရတာအကြီးရဲ့ကျုပ်ကြောင့်ဖြစ်ရတာကိုဖိုးမောင်အခုလိုဖြစ်ရတာကျုပ်ကြောင့်ပါတော့ဟဲ့မြခင်မလုံးနဲ့လေမြခင်ကငိုနေရင်းနဲ့သူ့ဘားတွေကိုသူ့လက်နဲ့တပြန်းပြန်းမိအောင်ရိုက်လိုက်လေပါတော့တယ်။နဘေးမှာရှိတဲ့မိမကြီးမြကမြခင်ကိုဆွဲထိန်ထားကြရပါတယ်။ဒေါင်းကြီးနဲ့မြခင်တို့မှာရင်းထဲမှာဘိုးမောင်တို့အပုကိုစီနဲ့ငိုကြွေးလို့မစုံကြတော့ပါဘူး။အဲဒီလိုနဲ့ဘိုးမောင်တယောက်တောထဲမှာတည်သွားပြီလို့သာအားလုံးကထင်ကြေးပေးနေကြပါတော့တယ်။တောကနတ်တယ်ဟဲ့တားကောင်ကျူးတွေကလည်း
ပေါ်ပါပြီနဲ့ဒီကလေးအခုဆိုအသက်မရှိတော့တော့ဘူးဟုတ်တယ်ကြီးတော့ပြောတာမှန်နေတော့မအုပ်ကြီးလေသူ့မှာဒီသားလေးပဲရှိရှာတာသူ့အတွက်တော့စိတ်မကောင်းပါဘူးတော့ဟုတ်ပါအေးရွာသူမိမကြီးမြတ်ကဒေါ်ကြီးကိုတနာနေကြရှာပါတယ်ဒေါ်ကြီးကတော့ငါသားမသိနိုင်ပါဘူးငါသားအလောင်းတောင်သူတို့ရှာမတွေ့တာငါသားသိတယ်လို့ငါလုံးဝမယုံဘူးဒေါ်ကြီးကဘုံမောင်သိတာကိုလုံးဝလက်မခံပါဘူးဒါကြောင့်ဘုံမောင်တို့ဖုံကြီးပင်ကအမြအတမ်းပေးဝင်မဲ့ကိစ္စကိုလုံးဝလုံးမပေးခဲ့ပါဘူးရွာတကြီးကတော့ဒေါ်သက်မှာအမအောင်ကြီးတော်ဒီလိုကြီးတယူတန်နေလို့မကောင်းဘူးအမရဲ့သူ့အတွက်ကိုတို့ကောင်းမှုလေအမြတမ်းလေးပေးဝင်မှာပေါ့အမရဲ့မိတန်းငါသားလေးကမသေးသေးဘူးငါသားမသေးသေးဘူးဟဲ့မိတန်းရဲ့အမအောင်ကြီးရဲ့ဒေါ်ကြီးကိုကြည့်ပြီးတော့တကြီးကတော့မှစိတ်မကောင်းလို့ဘာစကားမှဆက်မပြောနိုင်ရှာတော့ပါဘူးတကြီးအိုးမျိုးတစ်ကတော့မောင်ကြီးခမရလေဖះတရားရိုသေးတဲ့သူပဲဗျာတည်သွားသူအတွက်ကြံခဲ့တဲ့သူကပို့ပြီးမဖြေနိုင်မစည်းနိုင်ဖြစ်တာကိုတော့ကြုတ်တည်ပါတယ်ဒါပေမဲ့ဖိုးမောင်အတွက်တော့အမြတမ်းလေးပေးဝေစေခြင်းနဲ့ဗျာအဲ့ဒီလိုနားချပါတော့လဲဒေါင်းကြီးကဘာစကားမှမပြောပဲငုံငုံကြီးသာထိုင်နေခဲ့ပါတော့တယ်တကြီးကတော့တော်သက်မှာအမအောင်ကြီးတော်ကဘာလုပ်ချင်တာလဲကျိုးတို့ဘက်ကဘာလုပ်ပေးရမလဲဆိုတာပြောပါမရဲ့မဟုတ်ရင်တော်ပါတခုခုဖြစ်သွားမှကျိုးတို့ကစိုးရင်လို့ပါအဲ့ဒီလိုပြောလိုက်တဲ့အခါမှာတော့ဒေါင်းကြီးကတကြီးကြော်ကိုကြည့်ပြီးတော့တောင်းထွန်းရွာကဖွားမယ်စိမ့်ကြီးကိုငါသွားခြင်းနဲ့မိတန်းညီလိုက်ခဲ့ပေးပါဘလို့ကြောင့်ဖွားမယ်စိမ့်ကြီးကိုသွားခြင်းရတာလဲမရဲ့ငါစိတ်ထဲမှာငါသားမသေးသေးဘူးမိတန်းရဲ့ပြီးတော့ငါစိတ်တွေကလည်းတောင်းထွန်းရွာကဖွားမယ်စိမ့်ကြီးကိုသွားခြင်းနေတယ်လေညီလိုက်ခဲ့ပေးပါတကြီးကြော်ကဒေါင်းကြီးကိုမငြင်းရပါအောင်ဒါကြောင့်လဲအမသဘောပါပဲတော့ကျုပ်လိုက်ခဲ့ပေးပါမယ်အဲ့ဒီလိုပြောလိုက်လေပါတော့တယ်ဟဲ့ကြက်တွေဒီပင်ပဲလာရက်နေငါတဲထူးပြစ်လိုက်ရခြံဝိုင်းထဲမှာရှိတဲ့မာလကာပင်များအောက်ခြေမှာရှိတဲ့မြေကိုရက်နေတဲ့ကြက်များကိုဒေါ်ဝင်းကအော်ဟစ်ပြီးတော့မောင်းထုတ်နေခြင်းပဲဖြစ်ပါတယ်ကြက်များကဒေါ်ဝင်းအတန်ကိုမမုတ်ရောင်နဲ့မြေကိုတောင်အရက်မပြတ်ခဲ့ပါဘူးကဲဟဲ့ဒေါ်ဝင်းတယောက်စိတ်တူပြီးတော့မြေကဲတလုံးကောက်ပြီးတော့ထုလေတော့မှကြက်များအလုံးလန့်ပြီးတော့ခြံထဲမှာထွက်ပြေးသွားကြပါတော့တယ်မြဝင်းဘာတွေဖြစ်နေတာတော့ဘုံကြီးเจ้าမှပြန်လာတဲ့ဖွားမယ်စိန်နဲ့ခြံဝိုင်းတွေကိုရောက်တော့ဒေါ်ဝင်းအတန်ကိုကြားလို့မေးလိုက်ခြင်းပဲဖြစ်ပါတယ်အော်အမေတောင်ဘုံကြီးเจ้าကပြန်လာပြီပဲအေးပြန်လာပြီလေကြီးကဘာတွေဖြစ်နေတာလဲမိဝင်းရဲ့ဘာမှမဖြစ်ပါဘူးတော့ဟိုကြက်နီမသားမိတွေလေခြံထဲမြေတွေလာရက်နေလို့မောင်းထုတ်နေရတာမေးရဲ့ညီမောင်းတာကပါဇက်နဲ့ပဲမောင်းတာမဟုတ်ပါဘူးခဲနဲ့ကျူးနေတာငါမြင်လိုက်ပါတယ်ဟဲ့အမေကလည်းဒီကြက်တွေကအတန်နဲ့တောင်လူကိုမကြောက်တာအမေရဲ့ဘာပဲဖြစ်ဖြစ်တရဝါပဲကြက်ပဲရက်မှာပေါ့နေပါစေဘွားမယ်စိတ်ကိုဒေါ်ဝင်းပြန်ကမပြောတော့ပဲဘွားမယ်စိတ်လက်ထဲမှာဇွန်ကြိုင်ကိုယူပြီးတော့အမေရေးတော့မလားကျုပ်ရေးခတ်ပေးမယ်လေအေးခက်ဘွားမယ်စိတ်ကကိုယ့်ပြစ်ကိုတွားပြီးတော့ထိုင်လေပါတော့တယ်ဒေါ်ဝင်းကတော့ဇွန်ကြိုင်ကိုမိဖို့ထဲတွားထားပြီးဘွားမယ်စိတ်အတွက်တောက်ရည်ပြေးခတ်ပေးနေရှာပါတော့တယ်ဘွားမယ်စိတ်ရှိလားတော့ရှိတယ်လေဘသူတွေတော့ဒေါ်ဝင်းပေးတဲ့ရေခွက်ကိုဘွားမယ်စိတ်တယောက်မောတောင်နေတော့ချန်ပီယံမှခေါ်တန်းကြောင်ဒေါ်ဝင်းကထူးလိုက်ခြင်းပဲဖြစ်ပါတယ်ဝိုင်းထဲဝင်လာသူများကိုမြင်တော့အမေရွာသေးကတကြီးကတော့ဒေါ်တန်းတော့အဲ့ဒီလိုဖွားမယ်စိန်ကိုပြော့ပြလိုက်လေပါတော့တယ်လာကြထိုင်ဒီမှာထိုင်ကြပါဖွားမယ်စိန်ကလည်းဒေါ်တန်းတို့ကိုကောက်ပြစ်ပေါ်ကိုဝင်ထိုင်စေခဲ့ပါတယ်ကျုပ်ကိုမှတ်မိသားပဲတော့ဒေါ်တန်းကဒေါ်ဝင်းကိုပြုံးကပြော့လိုက်လေပါတော့တယ်မမီတာပေါ့တကြီးကတော့ရဲ့ထိုင်ကြပါအောင်ကျုပ်အကျန်းကိုဖြည့်ထားတယ်လက်ပလေးခဏပြေးတုပ်လိုက်အောင်မယ်နော်ရတယ်အမမတုပ်ပါနဲ့တော့ခဏလေးတွေမှာတကြီးကတော့ရဲ့ထိုင်ကြအောင်နော်ဒေါ်ဝင်းကမိဖို့တဲ့ကိုဝင်သွားလေပါတော့တယ်ဘွားမေစိန်ကတကြီးကတော့တော်တန်းနဲ့အတူလိုက်ပါလာတဲ့အမျိုးသမီးနှစ်ယောက်ကိုကြည့်ပြီးတော့
ရွာတိကတကြီးကြော်ကဒီကိုဘာအကြောင်းများရှိလို့ရောက်လာရတာတော့အဲ့ဒီလိုမေးလိုက်လေပါတော့တယ်အကြောင်းလေးရှိလို့ရောက်လာတာပါဖွာဟောဒီကလူတွေကကျုပ်တို့ရွာကမအုံးကြီးနဲ့မညွန့်လို့ခေါ်ပါတယ်ဒီမအုံးကြီးကအဖွားစီလာခြင်းနဲ့ဆိုလို့ကျုပ်တို့လိုက်လာကြတာပါဖွာဖွာမယ်စိန်ကတကြီးကြော်တော်တန်းစကားကိုခေါင်းချင်းပြလိုက်ပြီးဒေါ်အုံးကြီးကိုတက်ချက်ကြည့်လိုက်လေပါတော့တယ်ဒေါ်အုံးကြီးရဲ့မျက်လုံးအိမ်ထဲမှာမျက်ရည်မြကရစ်တိုင်းလို့နေတာကိုမြင်တဲ့အခါမှာတော့ဖွာမယ်စိန်ကဘာတွေများပူလောင်နေရတာတော့ပြောစမ်းပါအောင်ရေအဲဒီလိုမေးလိုက်တဲ့အခါမှာတော့ဒေါ်အုံးကြီးမှာဟမ်မင်းမဆောင်နိုင်တော့ပဲမျက်ရည်များဒလဟောကြကချုံဝဲကြငိုကြွေလေပါတော့တယ်ဒေါ်အုံးကြီးရဲ့ငိုးတန်းကြောင့်လက်ဖက်တုံနေတဲ့ဒေါ်ဝင်းတောင်မိဖို့ထဲမှာထွက်ကြည့်လာလေပါတော့တယ်တကြီးကြော်ဒေါ်တန်းနဲ့ဒေါ်ညွန့်တို့ကပဲဒေါ်အုံးကြီးကိုနှစ်သိမ့်ပေးကြပါတော့တယ်ကဲငိုနေလို့ထူးလာမယ်ဆိုရင်ငိုတာငိုရေးဒီလိုငိုနေလို့မထူးဘူးဆိုရင်တော့ညီဘာဖြစ်နေတယ်လဲငါ့ကိုပြောအုံးကြီးဘာမယ်စိန်စကားကြောင့်ဒေါ်အုံးကြီးတယောက်ဆက်ပြီးတော့မငိုနိုင်တော့ပဲဘာဓမာရှိတဲ့မျက်ရည်များကိုလက်နဲ့တုပ်ဖယ်လိုက်လေပါတော့တယ်ခဏကြာတော့ကျုပ်သားလေးကိုတေပြီလို့အားလုံးကပြောနေကြတယ်ဖွားရဲ့ကျုပ်စိတ်ထဲမှာကျုပ်သားမသေးဘူးဆိုတာကိုကျုပ်ယုံကြည်နေတဲ့တော့အဲ့ဒီလိုပြောလိုက်တဲ့အခါမှာတော့တကြီးကြော်တော်တတ်မှာဒီလိုပါဖွားရဲ့မအုံးကြီးသားဖိုးမောင်တယောက်တလောကတောတက်တစ်ခုတ်တဲ့ဖွဲနဲ့တောထဲလိုက်သွားပါတယ်ဒီကလေးကလဲလို့လောက်ပဲလောက်တက်တာပါအခုသူတောထဲလိုက်သွားပြီးရက်မကြသေးခင်ကပဲတောထဲမှာအစအနရှာလို့မရအောင်ပျောက်သွားခဲ့ပါတယ်တော့အားလုံးကတော့တေပြီလို့သတ်မှတ်ထားကြပေမဲ့မအုံးကြီးကတော့သူသားမသေးသေးဘူးဆိုပြီးအတော်လေးယုံကြည်နေခဲ့ရှာတယ်အဖွားရဲ့အဲ့ဒါနဲ့မအုံးကြီးကအဖွားစီကိုသွားခြင်းနဲ့လိုက်ဖို့ပေးပါဆိုလို့ကျုပ်တို့လိုက်လာခဲ့ရတာပါအဲ့ဒီလိုပြောလေတော့မှဘွားမယ်စိန်ကဒေါ်အုံးကြီးကိုတနာသွားလေပါတော့တယ်ဒေါ်အုံးကြီးကိုကြည့်ပြီးတော့အေးလေမိခင်တယောက်တော့ကဆိုတာမိခင်တွေအချင်းချင်းပဲသိနိုင်တာပါအေးကဲညီသားဖိုးမောင်ရဲ့အသက်နဲ့မွေးရက်ကိုငါပြောစမ်းအောင်ကြီးအဲ့ဒီလိုပြောလေတော့မှဒေါ်အုံးကြီးကပြပြတလဲပြောလိုက်လေပါတော့တယ်ကဲဂျာတာပရိသတ်ကြီးဖိုးမောင်ဂျာတာပရိသတ်ကြီးဖိုးမောင်လို့ဘွားမယ်စိန်ကနှုတ်မှာပြောရင်မျက်စိကိုမိတ်ကတိုးတိုးလေးပါဇက်ကိုလှုပ်ကနေလေပါတော့တယ်တကြီးကြော်တော်တန်းတို့ဒေါ်အုံးကြီးတို့မှာဘွားမယ်စိန်ကိုမျက်တောင်မခတ်တန်းကြည့်နေကြပါတယ်အဲ့ဒီချိန်မှာပဲလက်ဖက်တော့ပကံကြီးကင်ပြီးတော့ဒေါ်ဝင်းကသူတို့အနီးကိုရောက်လာခဲ့ပါတော့တယ်အချိန်တွေကိုကြည့်တော့သူလဲတိတ်ကလေးရက်ကြည့်နေခဲ့ရှာပါတယ်ခဏကြာတော့ဘွားမယ်စိန်မျက်စိပြန်ဖွင့်လာပြီးအုံးကြီးညီသားကညီတင်ထားသလိုပါပဲမသေးပါဘူးအေးအဲ့ဒီလိုပြောလိုက်တဲ့အခါမှာတော့ဒေါ်အုံးကြီးမှာဝမ်းသာလွန်းလို့စကားတောင်မပြောနိုင်ရှာတော့ပါဘူးတကြီးကြော်တော်တန်းတို့မှလည်းအံ့ဩနေကြပါရီဟုတ်တယ်အုံးကြီးညီသားကတောထဲလိုက်သွားပြီးညာဘက်အပေါ်သွားတာကိုခွင့်မတောင်းပဲတွေ့ရဆွန့်ခဲ့တယ်လေသူကိုအပြစ်ပေးတဲ့အနေနဲ့သူ့ဘောဆွန့်ခဲ့တဲ့အပင်ကတရေကလူတွေကိုတရေကသူ့ကိုလူတွေမမြင်အောင်ဝက်ထားတာအေးရှင်ဟင်အားလုံးအံ့ဩတင့်ကုန်ကြပါတယ်ဒေါ်အုံးကြီးကဒါဆိုကျုပ်တို့ဘာလုပ်ပေးရမလဲဘွာကျုပ်သားလေးကိုပြန်တွေ့အောင်ဘာလုပ်ရမလဲပြောပေးပါတော့အေးအခုဒီကလေးအမအတွက်ဒီကလေးကိုခွင့်လွတ်ပေးဖို့တောတွေကတရေကိုအဖွားမြစ်တာရက်ခံပေးထားမယ်ညီတို့လောက်ရမှာကတောတွေပြန်ဝင်ရှာမဲ့လူတွေကိုဒီကြာတာပရိသတ်ဖိုးမောင်ရဲ့အမကိုခွင့်လွတ်ပေးဖို့ထမင်းတထုပ်ဟင်းတထုပ်ပုံပေးပြီးတောင်းမှခိုင်းဒါဆိုညီသားကိုသူခွင့်လွတ်ပေးလိမ့်မယ်ဟုတ်ကဲ့ဖွာဒီလိုလုပ်ပြီးရင်ကျုပ်သားလေးကိုတွေ့ပြီပေါ့နော်ညီသားကသူတို့စကန်ချခဲ့တဲ့နေရာမှာပဲရှိတယ်တခြားကိုမရှာနဲ့အဲ့ဒီနားမှာပဲရှာခိုင်းလိုက်ဟုတ်ကဲ့ဒေါင်းကြီးကတော်တော်လေးကိုဝမ်းသာနေပါတယ်ကဲညီတို့အချိန်ဆွဲမနေကြနဲ့ရွာပြန်ပြီးလှုပ်တင်တာကိုလှုပ်ကြတော့အဲ့ဒီလိုဖွားမယ်စိန်ကပြောလိုက်တော့သူတို့၃ယောက်လည်းကုန်းပြစ်ပေါ်မှာကပြကရဆင်းပြီးတော့ဒါဆိုကျုပ်တို့ပြန်အောင်မယ်နော်ဘွာကျုပ်သားလေးကိုရှာတွေ့တာနဲ့အဖွားစီကိုအရင်ဆုံးလာခဲ့ပါမယ်ဖွာအေးတကြီးကြော်တော်တန်းနဲ့ဒေါင်းကြီးတို့လည်းရွာတိရွာကိုပြန်သွားကြပါတော့တယ်ရွာတိရွာကိုရောက်တော့မုံကြီးတော်စိတ်ချသိလားကျုပ်ယောက်ျားကိုပြောပြီးငပြုံးတို့ဖွဲ့ကိုတောထဲထပ်သွားရှာခိုင်းပေးမယ်သူတို့တောထဲဝင်ရင်လဲဖွားမယ်စိန်ပြောသလိုလှုပ်ခိုင်းပေးမယ်တော်ဘာမှစိတ်မပူနဲ့တော့အဲ့ဒီလိုပြောတော့အခုဒေါင်းကြီးမှာ
တကြီးကြော်တော်တန်းကိုအတော်လေးကိုကျေးဇူးတင်ပါတယ်မိတန်းရဲ့ရပါတယ်မရဲ့ပြောစရာလူတွေလားတော့အဲ့ဒီလိုနဲ့တကြီးကြော်တော်တန်းကတကြီးဦးမျိုးတစ်ကိုအကြောင်းဆုံးပြောပြပြီးတဲ့နောက်မှာတော့ငပြုံးတို့ဖွဲ့ကိုတောရဲကိုပြန်လွတ်စေခဲ့ပါတယ်ငပြုံးတို့ကလည်းတငယ်ချင်းဖိုးမောင်တို့ထက်မှန်တောရဲကိုဝင်သွားကြပါတော့တယ်ငပြုံးတို့တောရဲဝင်ပြီးနှစ်ရက်ညောင်နေ့မှာတော့ရွာကိုပြန်ရောက်လာကြပါတယ်ဒုံကြီးခမဒါပြည့်သူဖိုးမောင်ပြန်မှပါလာလေမလားဆိုတဲ့အတွေ့နဲ့စိုးရင်စွာကြည်နေမိစင်မှာပဲဘုံမောင်ကိုမြင်ရတဲ့အခါမှာတော့ဒုံကြီးမှာဝမ်းသာအားရပြေကဖတ်ပြီးတော့ဒါအမလီကန်ကြီးပြီလို့ပေါ့ငါသားရဲ့အဲ့ဒီလိုပြောလိုက်ရင်ငိုရှာပါတော့တယ်ဘုံမောင်ကလည်းဒုံကြီးကိုဖတ်ပြီးတော့ငိုရှာတဲ့အခါမှာတော့အနီးမှာရှိတဲ့တကြီးကြောနဲ့တကြီးတို့လူစုမှာလည်းသူတို့သားမိတို့ဝမ်းသာမျက်ရည်များကျဆင်းလာကြပါတော့တယ်ဒုံကြီးအိမ်၌လည်းလူများကဝိုင်းအောင်နေခဲ့ကြပါတယ်သူတို့ကဘုံမောင်ဘလို့ပျောက်ဆုံးသွားခဲ့ပြီးဘလို့ပြန်တွေးခဲ့တယ်လေဆိုတာကိုသိကျင်နေကြပါတော့တယ်ဘုံမောင်ရဲ့ချစ်သူမြခင်ကလည်းဘုံမောင်ရဲ့အနီးမှာပြုံးကြီးထိုင်နေခဲ့ပါတော့တယ်ကျုံအဲ့ဒီညတော့ကငပြုံးတို့ကလည်းအိတ်နေတာနဲ့အပေါ်ထသွားခဲ့တာပေါ့လေလူကလည်းအိတ်ချင်နေတာကြောင့်ဘာမှခွင့်မတောင်းလိုက်မိလိုက်ဘူးဗျာအဲ့ဒီအပေါ်သွားမိတဲ့ညမှာပဲကျုံအိတ်နေတော့ယောက်ျားကြီးတယောက်ကကျုပ်ကိုပုံနှိုးတယ်ဗျာကျုပ်လည်းနိုးလာတော့သူကလာမင်းငါနဲ့လိုက်ခဲ့ဆိုပြီးခေါ်သွားတော့တာပဲသူခေါ်တော့ကျုပ်စိတ်ကညင်းနေပြီမဲ့ကျုပ်ခန္ဓာကိုယ်ကသူ့ခိုင်းတဲ့အတိုင်းလုံနေတာဗျသူထိုင်ခိုင်းတဲ့အပင်အောက်ကိုရောက်တော့ကျုပ်ထိုင်ချလိုက်ရတယ်ပြီးတော့အဲ့ဒီလူကလည်းချက်ချင်းကြီးပျောက်သွားခဲ့တာဗျဖုံးမောင်အဲ့ဒီလူကမင်းကိုဘဲခေါ်သွားတာလေဟာကျုပ်အပေါ်ဆွန့်ခဲ့တဲ့အပင်အောက်ကိုဗျဟေးဒါဆိုမင်းကိုငပြုံးတို့လိုက်ကြတာဘာလို့မတွေ့တာလဲကျုပ်ကသူတို့မြင်နေဗျသူတို့ကသာကျုပ်ကိုမမြင်ပဲအော်ခေါ်ပြီးတော့ရှာနေကြတာကျုပ်ကိုကြီးကလည်းထိုင်းနေရကထမရဘူးဗျကျုပ်တန်လဲသူတို့ကမကြကြတော့ကျုပ်လည်းအတော်လေးခြောက်ချားနေခဲ့ရတာလေဘိုးမောင်ပြောပြတာကိုကြားတော့တချို့ကအံ့ဩနေကြပါတယ်တချို့ကတော့ဘိုးမောင်အစားကြောက်လို့တောင်နေကြပါသေးတယ်ဒါဆိုမင်းကငပြုံးတို့ကဘလို့ရှာတွေ့ခဲ့တာလဲကွာထူးတော့ထူးဆန်းနေဗျကျုပ်ကိုထိုင်ခိုင်းပြီးပျောက်သွားတဲ့လူကြီးကငပြုံးတို့မရောက်လာသေးခင်ပြန်ပေါ်လာပြီးတော့ကောင်းလေးမင်းသွားလို့ရပြီဆိုပြီးလာပြောသွားတယ်လေသူလည်းပြောပြီးပြန်ထွက်သွားတော့ငပြုံးတို့ကကျုပ်ကိုရှာတွေ့သွားကြတာပဲဗျာထူးဆန်းလိုက်တာဟုတ်ပါဖုံးမောင်ဖြစ်ကလည်းကြောက်စရာလေးကောင်းနေတော့ငါသားရေဒါတောင်ထုံးရွာကဖွားမယ်စိမ့်ရဲ့ကျေးဇူးကြောင့်ငါသားရဲ့ဖွားမယ်စိမ့်သာမပြောပြရင်အမေတို့တိကြမှာတောင်မဟုတ်ဘူးအမေတို့တောင်ထုံးရွာကိုသွားပြီးဖွားမယ်စိမ့်ကိုကြောကြရအောင်ငါသားရေဟုတ်ကဲ့မေအဲ့ဒီလိုနဲ့ဒုံကြီးကဘိုးမောင်ကိုခေါ်ပြီးတော့ဖွားမယ်စိမ့်ထံကိုတွားကြောကြပါတော့တယ်ကျုပ်အခုလိုရွာပြန်လာနိုင်တာအဖွားရဲ့ကျေးဇူးကြောင့်လို့အမေကပြောတယ်ဗျကျုပ်ကိုအခုလိုကူညီပေးလို့ကျေးဇူးတင်ပါတယ်ဖွားလို့ဆိုပြီးတော့ဖိုးမောင်ကကြောလေပါတော့တယ်ဖွားမယ်စိမ့်ကလည်းဒုံကြီးကိုကြည့်ပြီးတော့ပြုံးနေမိပါတော့တယ်ဒုံကြီးခမရမှာလည်းတာပြည့်သူဖိုးမောင်အတွက်ဝမ်းသာနေရှာပါတယ်ကျုပ်ကလေကျုပ်သားလေးကိုအခုလိုတက်ပြစ်မှာဆိုလို့တောမတက်ခိုင်းတော့ဘူးဖွားရဲ့ဒီကလေးကိုသူမင်္ဂလာဆောင်တင်တောင်းဖို့နွားနဲ့လေကိုရောင်းပေးမယ်ဆိုတော့သူကောင်မလေးအဖေကတင်တောင်းတာတဲ့နှစ်ဖက်အတိုင်းဝိုင်းရှိမင်္ဂလာဆောင်ပေးတာတင်ကျင်နဲ့ပါပြီလို့ပြောရှာတော့သူလဲဝင်ပေါ့သွားပါပြီတော့ဒုံကြီးကဝမ်းသာအားရပြောလေတော့ဝါမယ်စိန်ကခေါင်းတစ်ချက်ညှိပြီးတော့ကောင်းတာပေါ့ရေငွေတွေပကာသနာတွေတက်ချစ်ချင်းမြတ်တာစစ်မှန်ဖို့ကသာအဓိကချတယ်လေကောင်းပါတယ်ဘိုးမောင်တယောက်တောထဲမှာတရားဝက်ခံရတယ်ဆိုတဲ့သတင်းမှာလေတောင်ထုံးရွာနဲ့ရွာတိရွာတင်မကဘေးရွာများပါပြန့်နှံ့သွားလေပါတော့တယ်ဟုတ်ကဲ့ပါဇလန်လေးကတော့ဒီမှာပဲပြီးဆုံးသွားပါတယ်ဒီရဇာခန်းစားနာစဉ်အားပေးကြတော့ပရိသတ်တယောက်ချစ်စီတိုင်းကိုကျေးဇူးထူးတင်ရှိပါတယ်မင်္ဂလာရှိတော်နေ့တိုင်းကိုပိုင်ဆိုင်နိုင်ကြပါသည်ခင်ဗျာနောက်ဇလန်လေးမှာပြန်တွေ့ကြပါမယ်